တိုက်စမြဝတ္တာမေတာစာသုံးခြင်းကျေးဇူးနားဆင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့တိုက်အကြောင်းသိလို့သူတွေမမြတ်တဲ့အကြောင်းတရားတွေကိုသိဖို့အတွက်ကျွန်တော်ဆိုင်းကုန်ဒီမှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာတိုက်ဆက်ရှိသူတွေရဲ့ရှောင်းရံတိုက်ဆက်ရှိတဲ့တိုက်ဆက်ကြီးသူတွေရဲ့ရှောင်းရံတွေကတစ်ခုဖြစ်တဲ့ဝတ္တာမေတာစာသုံးခြင်းကိုရှောင်ကျင်ရတဲ့အကြောင်းလေးပြောပြချင်ပါတယ်ခင်ဗျာတိုက်ဆက်ရှိတဲ့သူများကိုဒါရွယ်ပါတယ်ခင်ဗျာဝတ္တာမေတာကိုစားသုံးသူများကိုထိခိုက်စေခြင်းတဲ့သဘောမရှိပါခင်ဗျာကျွန်တော်ပြောတဲ့အထက်ကတခုခုထိခိုက်စေတာပါသွားရင်နားလည်ခွင့်လွှတ်ပေးပါခင်ဗျာတိုက်ဆက်ကြီးတဲ့ပုံကိုယ်တွေကိုတိုက်ပုံကိုယ်တွေကဘာလို့ဝတ္တာမေတာစားသုံးခြင်းကိုမကြိုက်တာလဲလောကီရေးရမှာတတ်မှတ်ချက်အမျိုးမျိုးရှိကြတယ်တတ်မှတ်ချက်များမှာမွေးရပါအဆောင်ပုဂ္ဂိုလ်ပါလာတော့တိုက်ဆက်များကမိမိအဆောင်ပုဂ္ဂိုလ်နဲ့ချိတ်ဆက်၍ဘာသာရေးကိစ္စစီးပွားရေးကိစ္စလူမှုရေးကိစ္စမိမိဝေကြွေးစမ်းမဲ့ကိစ္စရများကိုပြုလုပ်ကြရတယ်ထို့သောပြုလုပ်စေရန်မိမိပုဂ္ဂိုလ်နဲ့ချိတ်ဆက်တဲ့အခါဆောင်ရွက်ချက်များပြုလုပ်ကြရတယ်တကိစ္စဆောင်ရွက်ရာတွင်ဆိုင်ရာအင်းမနံပတိစရဏအားတမထအားကိုရှုကြဂျိုးပန်ကြရယူရန်အတွက်ပြုလုပ်အားထုတ်ခြင်းများပါဝင်တဲ့ကဲ့သို့တကိစ္စဆောင်ရွက်ရာတွင်စီကိုအဓိကထားဆောင်ရွက်ရတယ်ထိုစီသည်လူဘွားမှာလူပုဂ္ဂိုလ်နဲ့တိုက်ပုဂ္ဂိုလ်များကြားခြားနာထားသောအရာတစ်ခုဖြစ်သည်ဟုသတ်မှတ်နိုင်တယ်ထိုစီကိုကြော်လွင်မှာတိုက်ရဲ့တယုံမှန်ကိုသိနိုင်တယ်တိုက်စီဆိုတဲ့အဓိပ္ပာယ်သည်အလွန်ကျယ်ပြန့်ပြီးတာမန်သူများနားလည်မှုခက်ခဲတဲ့အရာဖြစ်တယ်ထိုစီကိုဖြတ်ကျော်၍မိမိဆိုင်ရာများကဆက်သွယ်တဲ့အခါဝတ္တာမေတာစားသုံးသားသူအားဆက်သွယ်ခြင်းစောင့်ရှောက်ခြင်းမပြုလုပ်နိုင်ပါဒါဆိုအဆောင်ရှောက်မရှိလဲဘာဖြစ်လဲဟုဆိုပေါ်ရရှိတယ်တိုက်ဆက်ကြီးတဲ့သူတွေဟာမွေးစားမှာပင်အသက်အသေးဆုံးထိတိုင်တာမန်လူတွေနဲ့မတူစိတ်ကန်စားချက်အပြူမှုလှုပ်ဆောင်ပုံတွေဟာအပြောဆိုတွေဟာအခြားနဲ့မတူထူကြတယ်ထို့သို့ထူကြလို့အောက်လန်းလို့စုံမလို့ယူနေတဲ့စသည်ဖြင့်အပြောခံကြရမှာပါပုဂ္ဂိုလ်တွေကဆက်သွယ်ခြင်းအချိန်တန်လို့မှမပြုလုပ်ပါကကာယကံရှင်မှာစိတ်ယောဂအလိုလိုရခြင်းမိမိလူမှုရေးစီးပွားရေးကျန်းမာရေးစားသည့်ကိစ္စရပ်များပင်ဝင်ရောက်နှောက်ယှက်တတ်ကြတယ်အချို့နေရာတွေမှာဆိုသူကတိုက်ကပြန်ခေါ်သွားတာလေယောဂတွေရှာမရဘူးသူကတိုက်ကလာတာလေအဲ့ဒါကြောင့်နေမယ်စသည်ဖြင့်ပြောတန်ကြားဘူးကြမှာပါဒီလိုကိစ္စရပ်တွေမရှိဘူးဟုမထင်စေချင်ပါတိုက်ဆိုတဲ့လောကဟာတကယ်ကျေပြန့်နေထို့သောကိစ္စရပ်များဖြစ်ပေါ်သောအခါဆရာသမားများကတိုက်ဆက်ရှိသူအားဝတ္တာအမေတာကိုရှောင်ကျဉ်ခိုင်းတယ်ဒီနေရာမှာပြောချင်တာကတကယ်ကိုအစအနွယ်ကြီးသူတွေကဝတ္တာအမေတာခြေလေးချောင်းသားကိုအကြောင်းအရာတစုံတရာမရှိပဲစားသုံးတာကိုမနစ်သက်ခြင်းမသက်တည်တော့ခြင်းအန်ကျင်တလို့ပြိုးကျင်တလို့ဖြစ်ခြင်းနောက်ဆုံးအနမ်းမခံနိုင်သည့်ထိဖြစ်ပေါ်လာတတ်ကြတယ်တိုက်ဆက်ကြီးသူတအုံအမေတာစားသုံးတဲ့အခါအမေတာဆိုတာတနည်းအားဖြင့်ပရာလောကသားတွေနှစ်သက်သောအရာအနံ့ရှိ၍စားသုံးတဲ့အခါတိုက်ဆက်ရှိသူမှာထိုအနံ့ဆွဲကပ်၍ပရာလောကသားတို့နှောင့်ယှက်ခြင်းနှင့်တိုက်ပုဂ္ဂိုလ်များမကတ်နိုင်၍အိမ်မက်ပေးသောအခါရှုပ်ထွေးခြင်းပရာလောကသားတို့ရှိရာအယက်သည်အမင်္ဂလာအာဟုတုဖြစ်ဖို့လွယ်ကူခြင်း၎င်းတို့ဝင်ရောက်နှောက်ယှက်ပါကစိတ်ယူသွတ်သလိုမရှိသောအရာကိုရှိသလိုခံစားစရာတသည်အောက်လန်းအတိုက်လွယ်ကူခြင်းဆရာများထံအောက်လန်းအတိုက်စစ်သောအခါခဏသာပျောက်ကင်း၍ပြန်ဖြစ်ပေါ်ခြင်းအရာရာကိုနှောင်းနှစ်ဖက်မတွေးနိုင်ပဲမိမိလုပ်သောကိစ္စတည်တာမှန်ခြင်းဆိုတဲ့အတ္တများခြင်းဒေါသများခြင်းတနေ့ထက်တနေ့ကြီးထွားလာတတ်ပါတယ်တိုက်ဆက်ရှိသူသည်အခြားသူတွေနဲ့မတူလေးပြအလွန်လာ၍ပရာလောကသားများအလွန်နှစ်သက်ကြတယ်နောက်ဆုံးအာဇက်ညံ့တယ်လို့ဖြစ်စီတတ်ပါတယ်အာဇက်ညံ့နေဆိုတာမိမိပြောဆိုသောစကားများကတပါးသူအပေါ်မတက်ရောက်ခြင်းမိမိအတန်ကြားသည်နှင့်တပါးသူမှာအလိုလိုဒေါသထွက်ခြင်းစိတ်ပြက်ခြင်းဩဇာအာဏာမညောင်းခြင်းညံ့ခြင်းကိုဆိုလိုပါတယ်မိမိတိုက်ပုဂ္ဂိုလ်များစောင့်ရှောက်တဲ့အခါခက်ခဲနိုင်ပါတယ်ဒါဆိုဝတ္တာစားသုံးခြင်းကိုဘာလို့ရှောင်ကျဉ်ရတယ်လဲဆိုဝါဟာမကောင်းသောအရာကိုစားသုံးသောတတဝါဖြစ်တယ်ထိုနေရာမှာမကောင်းသောအရာဆိုတာဘာကိုဆိုလိုလဲဆိုတာသိမှာပါမကောင်းသောအရာစားသောတတဝါမှန်သမျှကိုရှောင်ကျဉ်ခိုင်းတဲ့သဘောပါဝတ္တာဟာအနိစ္စဆုံးကိုဆိုလိုတာပါထိုတတဝါစားသုံးပါကရှာဆက်ညံစီတတဲ့
ရှာစမ်းညံ့နေဆိုတာမိမိပြောဆိုသောစကားများဟာမမှန်ကန်ခြင်းဒေါသဖြစ်တဲ့အခါအခြားမတွေးပဲဆဲဆိုခြင်းအမင်္ဂလာစကားများပြောထွက်ဖို့ဝင်မလေးခြင်းနှုတ်ထွက်စကားများရွတ်ဆိုသောအခါစကားများကအရှင်အနီးဖြစ်ခြင်းအကျိုးမရှိခြင်းစသည်တို့ကိုဆိုလိုပါတယ်ခင်ဗျာပုဂ္ဂိုလ်တွေအတွက်ကိုယ်သူအမျှပေးတဲ့အခါခက်ခဲနိုင်ပါတယ်နောက်ဆုံးမိမိကဂတိသစ္စာတွေကိုမေ့ပြောက်၍တိုက်ခနှောင့်ယှင်းစသည်များကြုံတွေ့ရနိုင်ပါတယ်ဒီနေရာမှာပြောချင်တာကဝတ္တာမေတာကြိုက်တဲ့ပုဂ္ဂိုလ်ဟာသူယုံမှာမကြိုက်တဲ့သူတွေဟာသူတော်ကောင်းလို့သတ်မှတ်ခြင်းမဟုတ်ပါကောင်းတာမကောင်းတာအစွမ်းထက်ခြင်းမထက်ခြင်းဆိုတာထိုအရာတွေကိုကြည့်ပြီးတိုင်းတာလို့မရဘူးဆိုတာပြောပြခြင်းပါခင်ဗျာတိုက်ပုဂ္ဂိုလ်များကတိုက်ဆက်ကြီးသူများအသားကြီးငါးကြီးစားသုံးပါကပို့ပြီးအညှိစွမ်းအားအမဲစွမ်းအားဖုံးလွှမ်းသွားမိကိုလွှမ်းမိုးသွားမိကိုမလိုလားသောကြောင့်ဟုထင်မိပါတယ်အသားကြီးငါးကြီးမစားသုံးပါသူတော်ကောင်းပုဂ္ဂိုလ်ကောင်းဟုမဆိုနိုင်ပေမဲ့သူတော်ကောင်းတော်တော်များများကတော့စားသုံးခြင်းမရှိသည်ကိုမြင်တွေ့နိုင်မှာပါအခြားတစ်ပါးသူကိုထိခိုက်စေခြင်းတဲ့သဘောမဟုတ်ပါခင်ဗျာကျွန်တော်ပြပြတဲ့အထက်ကတခုခုထိခိုက်စေတာပါသွားရင်နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာဒါကတော့တိုက်ဆက်ကြီးတဲ့သူတွေအမဲသားဝတ်သားစားသုံးခြင်းကိုတားမြစ်တဲ့ခေါင်းစဉ်အောက်မှာပြောပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာမိမိတို့ပြုလုပ်တဲ့ပြုလုပ်ထိုက်တာကိုပြုလုပ်၍ရခဲလာသောလူဘဝကိုရရှိခဲ့ပြီးမိမိတို့သိဉာဏ်နဲ့ရှင်ကမိမိတို့သွားလို့ရဘုံဌာနအသီးသီးကိုရွေးချယ်နိုင်ပါကြောင်းပြောရင်းဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပြစေခင်ဗျာယနေ့ယခုချိန်မှာစ၍9နှစ်နဲ့10နှစ်ဘဝသားသမီးတို့သည်စိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံ၍နေ့ရက်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေခင်ဗျာ